လူတယောက်ဟာဝါလုံးရင်မကောင်းသလိုပိန်လုံးရင်လည်းကောင်းမနေပါဘူးပုံမှန်ဟုတ်မနေဘဲနဲ့ပိန်လွန်းတာပဲဖြစ်ဖြစ်ဝါလွန်းတာပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်ထိခိုက်လာနိုင်တာတွေရှိတယ်လူတယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံပုံမှန်ခြေနေမှာရှိမရှိချိန်ကြီးတဲ့အတိုင်းအတာကို body mass index လို့ခေါ်တယ်ဒီ BMI ကလူတယောက်ရဲ့ကိုယ်လေးချိန်ကိုကြည့်ပြီးတော့ခန္ဓာကိုယ်မှာအစီပမာဏဘယ်လောက်ရှိနေတယ်လဲခံမှန်းကြည့်နိုင်တဲ့နည်းဖြစ်တယ်ကျန်းမာရေးအတွက်တင်းတင်းတဲ့ကိုယ်လေးချိန်ရှိမရှိကိုအဲ့ဒါနဲ့အကြံဖြင့်ဆုံးဖြတ်လို့ရတယ်ခန္ဓာကိုယ်တိဆောက်ပုံတွေအရ BMI ရလဒ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရမှာလည်းပဲကျားမကွဲပြားမှုရှိတယ်လူကြီးနဲ့ကလေးကွဲပြားမှုတွေရှိကိုယ့်ရဲ့ကိုယ်လေးချိန်နဲ့အရက်အမြင့်ကိုတွက်ချက်လို့ရှိရင် BMI ကိုရတယ်ဘယ်လိုတွက်ရမလဲဆိုတာကိုဒီမှာပြောပြထားတယ်နော်ယောက်ျားလေးမိန်းကလေးကွဲပြားမှုရှိပေမဲ့ရေဘူးရအယူဆအရ BMI 18.5အောက်ဆိုလို့ရှိရင်ကိုယ်လေးချိန်နဲ့လို့နဲ့အန်တာဝေးလို့ပြောမယ်18.5နဲ့24.9ကြားဆိုလို့ရှိရင်တော့ကျမရေးနဲ့ညီညွတ်တဲ့အလေးချိန်ကျမရေးနဲ့ညီညွတ်တဲ့တိုင်းတာလို့ပြောတယ်25နဲ့29.9ကြားဆိုလို့ရှိရင်တော့ကိုယ်လေးချိန်များတဲ့ overweight သူကနှလုံးရောဂါနဲ့ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်30နဲ့အထက်ဆိုလို့ရှိရင်တော့အဝလွန်တယ်လို့ပြောမယ်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာမိန်းကလေးကယောက်ျားလေးထက်အဆီတုထည်ပိုများနိုင်ပြီးတော့ယောက်ျားလေးကတော့မိန်းကလေးထက်ကြွက်သားတုထည်ပိုများနိုင်တယ်ဒါကြောင့်မို့ပုံမှန် BMI ယူဆလည်းပဲယောက်ျားလေးနဲ့မိန်းကလေးအနေငယ်ကွဲပြားမှုရှိတယ်အဲဒီလိုပဲ BMI ကအသက်20ကျော်မှပုံသေးတွက်ချက်နိုင်တာဖြစ်လို့ကလေးနဲ့လူကြီးတွက်ချက်ပုံချင်းလည်းမတူနိုင်ဘူးကလေးတွေကိုတော့ percentage နဲ့ဖော်ပြတယ်ကလေးတွေမှာလည်းကျားမမတူညီပေမဲ့ရေဘူးရအတိုင်းတာရှိတယ်5% အောက်ဆိုရင် underweight 5% ကနေ85% ကြားဆိုလို့ရှိရင်တော့ပုံမှန်အတိုင်းဒါလို့ပြောနိုင်တယ်85ကနေ95ကြား% ဆိုလို့ရှိရင်တော့ overweight သူတို့တွေမှာနှလုံးရောဂါဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်95% နဲ့အထက်ဆိုလို့ရှိရင်တော့အဝလွန်နဲ့နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်အဲ့ဒီတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုရဖို့တနည်း BMI ကို normal ဖြစ်နေဖို့18.5ကနေ24.9ကြားကိုဖြစ်နေဖို့ဘယ်လိုတွေနေထိုင်စားသောက်မလဲဆက်ကြည့်မယ် underweight ကိုလေးချိန်နဲ့လုံးတဲ့သူအတွက်အရင်ပြောမယ် underweight သမားတွေဟာအာဟာရတိတ်သေးစားများတာကိုစားပေးရမယ်ပမာဏအများကြီးမစားဘဲနဲ့အာဟာရတက်ကျွယ်ဝတဲ့အစားအစာကိုရွေးစားပါအစိတ်အစမ်းထောပတ်သီးအခွန်မာသီးနှုတ်ထွက်ပစ္စည်းတွေပိုစားပေးရမယ်အစာပမာဏနည်းနည်းချင်းနဲ့ဒီနေ့ကို9ချိန်6ချိန်ခန့်ခွဲစားပါပရိုတိန်းကိုဦးစားပေးစားပါအသားငါးဥပဲအမျိုးမျိုးကိုလုံလုံလောက်လောက်စားပေးရမယ်လေ့ကျင့်ခန်းအနေနဲ့အလေးမလေ့ကျင့်ခန်း resistance training လုပ်တဲ့နဲ့ဒါကခန္ဓာကိုယ်ဖွဲ့စည်းပုံမှာအဆီတုတဲ့ထက်ကြွက်သားတုတဲ့ကိုပိုပြီးတက်လာစေတယ် overweight သမားကတော့ပိုရှမ်းနေတဲ့ကယ်လိုရီကိုလျှော့ချဖို့နဲ့ဇီဝကမ္မဖြစ်စဉ်ကိုပိုကောင်းလာစေဖို့လုပ်ရမယ်တနေ့တာမှာစားသုံးတဲ့ကယ်လိုရီထက်လောင်ကျွမ်းတဲ့ကယ်လိုရီကပိုများနေမှာဖြစ်မယ်အချိုရည်တွေအသင်စားမုန့်တွေစီကြော်စားတွေအတန်းနိုင်ဆုံးရှောင်ပါအမြင့်ဓာတ်ကိုပိုစားပေးရမယ်ဟင်းသီးဟင်းရွက်သစ်သီးဥလံတွေကဗိုက်ပြည့်စေပြီးတော့အစာခံနိုင်တယ်ကာဒီယိုနဲ့အေရိုဘစ်လေ့ကျင့်ခန်းတွေလုပ်ပေးရမယ်လမ်းတွတ်လျှောက်တာရေကူးတာစပိန်စီးတာတွေကိုတနေ့ကိုမိနစ်30လောက်လုပ်ပေးရင်ကောင်းတယ်အစာမစားခင်နိုင်ဝက်အလိုမှာရေတစ်ခွက်တောက်တာကလည်းပဲအစာစားနှုန်းကို10ကနေ15%ထိရှော့ချပေးနိုင်တယ်ဒါကတော့ overweight သမားတွေရဲ့ချိန်ကြီးရမယ့်အပိုင်းလေးတွေပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲသိချင်တဲ့အကြောင်းအရာတစ်ခုခုရှိရင် comment မှာရေးထားခဲ့လို့ရပါတယ်နောက်ထပ်တခြားအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြမယ်နော်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်